Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့မလေးရှားနိုင်ငံကိုလာမယ်ဆိုရင်အဓိကတည်ဖို့လိုအပ်တဲ့ဆောင်ရန်အချက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်မလေးရှားနိုင်ငံကလူမျိုးပေါင်းစုံပေါင်းဆက်နေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဒီနိုင်ငံမှာရှိတဲ့ဒေသခံလူမျိုးတွေရဲ့ထုံးတမ်းဓလေ့စင်လာနဲ့သူတို့ရဲ့ယဉ်ကျေးမှုဥပဒေတွေကိုလိုက်နာဖို့လွန်မတမ်းမှအရေးကြီးပါတယ်လို့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ကျွန်တော်ရင်ဆုံးအဓိကပြောပြချင်တဲ့အဓိကချက်၄ချက်ကတော့ဆောင်ရန်အချက်၄ချက်ပဲဖြစ်ပါတယ်ပထမဆုံးနံပါတ်1အချက်အနေနဲ့ကတော့လူမှုဆက်ဆံရေးယဉ်ကျေးမှုနှုတ်ဆက်တဲ့အပိုင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လူမှုဆက်ဆံရေးဒီဒေသခံနိုင်ငံလူမျိုးတွေနဲ့နှုတ်ဆက်ရမယ်ဆိုလို့ရှိရင်ဒီညာဘက်လက်ပေါ့နော်ညာဘက်လက်နဲ့နှုတ်ဆက်တာပို့ပြီးတော့အဆင်ပြေပါတယ်လက်ဆွဲနှုတ်ဆက်တာတို့စကားပြောတာတို့ပေါ့နော်ဒီလိုမျိုးညာဘက်လက်ကိုအသုံးပြုပြီးတော့နှုတ်ဆက်တာကဒီနိုင်ငံယဉ်ကျေးမှုအရာပို့ပြီးတော့အဆင်ပြေပါတယ်ဘယ်ဘက်လက်ကိုအသုံးပြုတာတော့လုံးဝယဉ်ကျေးမှုနဲ့မကိုက်ညီပါဘူးလို့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်မလေးရှားနိုင်ငံလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဒီမလေးလူမျိုးတွေရဲ့ဘာသာစကားကိုအနေအချင်းပဲဖြစ်ဖြစ်လေ့လာဖို့လိုအပ်ပါတယ်ဥပမာတလိမာကာဆေးကျေးဇူးတင်ပါတယ်တို့ဘာတို့ပေါ့နော်အဲ့လိုမျိုးအနေချင်းအစပေါ့စားမယ်သွားမယ်ဒီပုံစံမျိုးပေါ့နော်ရတယ်မရဘူးအဲ့လိုပုံစံမျိုးလေးတွေအနေချင်းအစပြောတတ်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီနိုင်ငံဒေသခံလူမျိုးတွေကသူတို့ရဲ့ဘာသာစကားကိုနဲ့အသုံးပြုပြီးပြောဆိုတာဆိုလို့ရှိရင်သူတို့ရဲ့ချစ်ခင်မှုပေါ့နော်သူတို့ရဲ့ချစ်ခင်လေးစားမှုကိုမြန်မြန်ရစီတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နံပါတ်2ကျွန်တော်ပြောပြချင်တာတော့ရဲ့သူနိုင်ငံရဲ့ယဉ်ကျေးမှုဘာသာရေးအကြောင်းလေးပေါ့နော်ကျွန်တော်တို့ဒီမလေးရှားမှာတငယ်ချင်းနေနဲ့ပဲဖြစ်ဖြစ်ခီးသွားရင်လဲရင်ပတ်ရင်လည်းပဲဖြစ်ဖြစ်ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ဒီနိုင်ငံကဗလီတွေနောက်သူရဲ့ဘာသာရေးအကြောင်းလေးကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဝတ်စားဆင်ရင်မှုကအလွန်မတန်အရေးကြီးပါတယ်နောက်ပခုံးပြက်တာတို့ဒီဒူးပြက်လက်ပြက်ပုံစံမျိုးလေးမဝတ်ဖို့ပေါ့နော်အရင်အရေးကြီးပါတယ်ဒါလေးတွေဆင်ကျင်ဖို့လိုအပ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အမျိုးသမီးတွေအနေနဲ့လည်းဒီဘာသာရေးအကြောင်းတွေဗလီတွေသူတို့ရှိတဲ့နေရာမျိုးတွေမှာတွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီခေါင်းပေါင်းပေါ့နော်ဒီမလေးမျိုးတွေရဲ့ခေါင်းပေါင်းပုံစံမျိုးပေါ့နော်အဲ့လိုမျိုးယူဆောင်သွားဖို့လိုအပ်ပါတယ်သူဝိမဲ့အဝတ်စားလဲဟိုချင်းကြီးပေါ့နော်သူတို့ဒေတာကန်ဘာသာရေးလူမျိုးဒီဒေတာကန်လူမျိုးတွေနဲ့ကိုက်ညီမဲ့အဝတ်စားမျိုးလေးတွေကိုဝတ်ဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်နော်နံပါတ်3အနေနဲ့ကတော့ဒီငွေကြေးကိစ္စပေါ့နော်ကျွန်တော်တို့ဒီ cash ပေါ့ငွေကြေးကိစ္စအကြောင်းပြောပြမှာဖြစ်ပါတယ်ကျွန်တော်ဒီမလေးရှားနိုင်ငံမှာတော်တော်များများနေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ credit card တွေနဲ့ရှင်းလို့ရတဲ့နေရာတွေရှိတယ်ထက်ရှင်ကို e-wallet တွေနဲ့ရှင်းလို့ရတဲ့နေရာတော်တော်များများလည်းရှိပါတယ်နော်လမ်းဘေးမှာကျွန်တော်တို့တွိုင်းလာရင်တွေ့တဲ့ဆိုင်တေးလေးတွေလမ်းဘေးဆိုင်တေးလေးတွေလောက်ပဲကျွန်တော်တို့ cash နဲ့ရှင်းရတာပေါ့နော်အဲ့တော့ကိုယ့်စီမှာ cash တွေအများကြီးမရှိဘူးဆိုလို့ရှိရင်လည်းပြဿနာမရှိပါဘူးတဲ့ e-wallet တို့ wallet တို့ card တို့နဲ့ရှင်းလို့ရှိရင်လည်းအဆင်ပြေပါတယ်နောက်တစ်ခုကတော့တည်ယူပို့ဆောင်ရေးပေါ့နော်ကျွန်တော်တို့လမ်းမဆက်သွယ်ရေးကိုတွာလာပေါ့နော်ကျွန်တော်ဒီမြို့ရင်းကိုတွာလာမယ်ဆိုရင် credit card ဆိုလို့တဲ့ credit card နဲ့တွာလို့အဆင်ပြေပါတယ်တွာလို့လာလို့အဆင်ပြေပါတယ်ပြီးတော့ LRT MRT ဒီရထားတွေပေါ့နော်ဒီရထားတွေနဲ့တွားတက်ဖို့လဲလေ့လာဖို့အရေးကြီးပါတယ်ဒီရထားတို့နဲ့တွားလာဆိုလို့ရှိရင်ကိုယ့်အတွက်ကုန်ကြစိတ်အလွန်မတန်မှကိုပဲကုန်ကြစိတ်တက်တာပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်နံပါတ်4အနေနဲ့ကတော့ကျွန်တော်တို့ဒီနိုင်ငံမှာရေပိုက်ခေါင်းတွေကရေတွေကိုတောက်သုံးတာမျိုးတွေကိုအတက်နိုင်တုံးရှောင်ဖို့ပေါ့နော်အဓိကတော့ကျမ်းမာရေးအတွက်အလွန်မတန် view site ဖို့လိုတယ်ပေါ့နော်ကိုကျမ်းမာရေးအတွက်အရေးကြီးတာကတော့ရေတောက်ရတတ်မယ်ဆိုလို့ရှိရင်တော့ရေတန်ဘူးပေါ့နော်ရေတန်ဘူးတွေကိုတောက်ဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့စီကံမဲ့အမိုက်ဖြစ်တာပေါ့ဗျာကျွန်တော်ဒီမှာမြန်မာနိုင်ငံသားတော်တော်များဒီမလေးရှားမှာရှိလို့ရှိရင်ကွန်သွေးတွေစီကံမဲ့ထွေးတာတို့เนาะစလိတ်တိုတွေတောက်ပြီးတော့စီကံမဲ့ပစ်တာတို့အမိုက်တွေမုတ်တွေပလတ်စတစ်တွေစီကံမဲ့ပစ်လိုက်တာတို့တီရှူးတွေပစ်လိုက်တာတို့ပေါ့ဗျာဒါမျိုးတွေကိုမလုပ်ဖို့အကြံပြုချင်ပါတယ်เนาะဒီနိုင်ငံမှာစီကံမဲ့အမိုက်ပြည့်ရင်ဒဏ်ကြီးမားပေးဆောင်ရမယ်ဆိုတော့ဥပဒေလည်းရှိပြီပေါ့နော်ဒါတကယ်ကိုပေးရပါတယ်ပေါ့နော်သူတို့ရဲ့သက်ဆိုင်ရာလူကြီးတွေရဲတွေတို့မျိုးတွေ့လို့ရှိရင်စီပင်တွေတွေ့လို့ရှိရင်ပေးရပါတယ်အဲ့တော့
စီကမ်းမဲ့အမိုက်ဒီမပြစ်ဖို့ကွန်ထရီတွေစရိတ်ဒီမပြစ်ဖို့ပေါ့နော်အဲ့ဒါလေးကိုသတိပြုပါသူတို့ရဲ့တတ်မှတ်ထားတဲ့အမိုက်ပုံးရှိတဲ့နေရာတို့ဒီအမိုက်စွန့်ပြစ်ရန်ဆိုတဲ့နေရာတွေမှာပြစ်ဖို့အတွက်ကိုအရေးကြီးပါတယ်ပေါ့နော်အဲ့ဒါကိုလိုက်နာဖို့အရင်ရေးကြီးပါတယ်တောင်ရန်အချက်၄ချက်ပြီးသွားရဲ့နောက်ပိုင်းမှာအခုရှောင်းရန်ပေါ့နော်ရှောင်းရန်အတွက်အချက်၄ချက်ကိုကျွန်တော်အနေနဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်ရှောင်းရန်အချက်၄ချက်ထဲမှာဆိုတော့နံပါတ်1အချက်အနေနဲ့ကတော့ကျွန်တော်တို့ဝေဖန်ပြောဆိုတာပေါ့နော်ဝေဖန်တာတင်းပြောတာမျိုးပေါ့အဲ့ပုံစံမျိုးပေါ့အဲ့ဒါမျိုးတွေကိုရှောင်းမှာပဲအဓိကကတော့ဒီနိုင်ငံမှာဘရင်မိသားစုပေါ့နော်ဒီနိုင်ငံမှာဘရင်မိသားစုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအများသူများရှေ့မှာပေါ့နော်ဒီနိုင်ငံဒေသခံလူမျိုးတွေရဲ့အရှေ့မှာဝေဖန်တာထောက်ပြတာအတင်းပြောတာမကောင်းပြောတာပေါ့နော်ဒါမျိုးတွေကိုလုံးဝမလုပ်ပါနဲ့ဒါကအရန်အရေးကြီးပါတယ်နော်ဒါကိုဒီနိုင်ငံဒေတာကန်လူမျိုးတွေရှိတွေ့လို့မြင်လို့ရှိရင်လုံးဝအလက်မခံပါဘူးလုံးဝမကြိုက်ပါဘူးเนาะနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီနိုင်ငံမှာရောက်ရှိနေပြီဒီနိုင်ငံကိုလာမယ်ဆိုလို့ရှိရင်ဒီနိုင်ငံရဲ့ဘာသာရေးအကြောင်းတွေဥပဒေအကြောင်းတွေကိုအငင်းခုန်လောက်တာတွေเนาะတိုင်ပင်ဆွေးနွေးတဲ့ပုံစံမျိုးတွေမလုပ်ဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဒါကဒီနိုင်ငံဒေသခံတွေကလုံးဝအဲ့ဒါကိုမကြိုက်ပါဘူးလို့เนาะအငင်းခုန်တာတို့เนาะသူတို့ ਨੇ စကနိုင်လူပြီးပြောတာတို့အငင်းပွားဖွယ်ရဖြစ်စေမဲ့ပုံစံမျိုးတွေကိုမလုပ်ဖို့လဲသတိပေးချင်ပါတယ်ရှောင်းရနံပါတ်2အနေနဲ့ကတော့ကျွန်တော်တို့ခနာကိုထိတွေ့ပြောဆိုတာမျိုးတွေကိုရှောင်ဖို့လိုပါတယ်ကျွန်တော်တို့ဒီဦးကောင်းပေါ့နော်ဒီခေါင်းကိုပုတ်တက်ပြီးတော့ပြောဆိုတာမျိုးခေါင်းပုတ်ပြီးပြောတာမျိုးတွေကိုဒီနိုင်ငံမှာအဲ့လိုမျိုးမလုပ်ပါနဲ့ဒေတာကန်လူမျိုးတွေကိုမလုပ်ပါနဲ့ဘာလို့ခေါင်းဆိုတာကတော့အထွတ်မြတ်ထားတဲ့နေရာအရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ခေါင်းကိုပုတ်ပြောတာခေါင်းကိုတက်ပြီးတော့ပြောတာမျိုးတွေမလုပ်ပါနဲ့ဒါဒီနိုင်ငံဒေတာကန်တွေကလုံးဝမကြိုက်ပါဘူးအဲ့ဒါကိုရှောင်ပါကလေးပဲဖြစ်ဖြစ်ပေါ့နော်ကလေးလေးအချစ်စရာကောင်းလို့ပါဆိုပြီးတော့ကလေးကိုစတာပဲဖြစ်ဖြစ်နောက်တာပဲဖြစ်ဖြစ်အကောင်းလေးကိုပုတ်ပေးတာမျိုးပဲဖြစ်ဖြစ်ဒါမျိုးတွေကိုမလုပ်ပါနဲ့ဒါတွေကဒီနိုင်ငံဒေတာကန်တွေကလုံးဝမကြိုက်ပါဘူးအဲ့ဒါလေးကိုရှောင်ဖို့လိုပါတယ်နော်နောက်တစ်ခုရှောင်ရန်တွေကတော့လူမြင်ကွင်းနေရာတွေမှာပေါ့နော်လူမြင်ကွင်းနေရာတွေမှာထိတွေ့ပြောဆိုတာတွေကိုရှောင်ပါကျွန်တော်တို့ဒီနိုင်ငံမှာဆိုရင်တမီးကြီးစားတွေချစ်သူကြီးစားတွေချင်းတွေ့ကြတယ်ပေါ့ဗျာချစ်ကြတယ်ကြည်နူးကြတယ်ပေါ့အများပြည်သူဒီနိုင်ငံဒေတာကန်တွေလူမျိုးတွေရဲ့တွာလာတဲ့ရှေ့တွေမှာပေါ့နော်နန်းနာတို့နော်အရန် romantic ဆန်ပြတာတို့အရန်ချစ်ပြတာတို့ပွေးဖက်တာတို့လွန်ကျူးပုံစံမျိုးတွေမလုပ်ပါနဲ့နော်အဲ့ဒါလုံးဝဒီနိုင်ငံဒေတာကန်တွေကလုံးဝမကြိုက်ပါဘူးချစ်ရင်ကိုယ့်ကိုအိမ်မက်မိချစ်ပါနော်တမများရဲ့လူမြင်ကွင်းတွေမှာသူများတွေကဒီနိုင်ငံဒေတာကန်တွေစိတ်နှောက်ယှက်ဖြစ်စေမဲ့အရာမျိုးတွေမလုပ်ပါနဲ့အဲ့ဒါလေးကိုရှောင်ပါဒါဒီနိုင်ငံဒေတာကန်တွေကလုံးဝမကြိုက်ပါဘူးရှောင်ရန်နံပါတ်3ဒီနံပါတ်3အချက်ရှောင်ရန်ကအလွန်မတန်အရေးကြီးပါတယ်ကျွန်တော်တို့ဒီမလေးရှားမှာရှိတဲ့မြန်မာနိုင်ငံကမြန်မာလူမျိုးတွေအတွက်အရန်ကိုသတိထားတဲ့အရာပေါ့နော်အရန်အရေးကြီးပါတယ်အရန်လည်းပဲသတိထားဖို့အလွန်မတန်ဟိုလိုပါတယ်နော်အဲ့ဒါကတော့ဗာလဲဆိုတော့ဒီနိုင်ငံမှာမူရစ်စေဝါသုံးဆွဲတာပါမူရစ်စေဝါသုံးဆွဲတာတို့မူရစ်စေဝါရောင်းချတာတို့နော်ကိုယ်စလဲလောက်တာတို့ဒါမျိုးတွေကိုတွေးရှိရင်ကျွန်တော်ဒီမလေးရှားကဒေတန်အထိပေးလို့ရပါတယ်နော်လုံးဝလက်မခံပါဘူးဒီနိုင်ငံရဲ့ဥပဒေကလုံးဝမရပါဘူးအဲ့ဒီပြစ်မှုမူရစ်စေဝါပြစ်မှုကိုကျိုးနေတယ်ဆိုလို့ရှိရင်ဒေတန်အထိပေးနိုင်ပါတယ်နော်အဲ့ဒါကြောင့်အရန် view site ပါအရန်ကိုအရေးကြီးပါတယ်ဒီအချက်ကိုလိုက်နာဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်နောက်တစ်ခုသတိထားမယ့်အချက်ကတော့ကျွန်တော်တို့လူရက်တာပေါ့နော်လူတာရက်တာပေါ့ဒီမလေးရှားနိုင်ငံမှာအရန်ဖြစ်ပါတယ်ခဏလည်းဖြစ်ပါတယ်နော်အဲဒီဥစ္စာသတိထားပါကျွန်တော်တို့လူစီကားတဲ့နေရာမှာပဲဖြစ်ဖြစ်နော်လူပြက်တဲ့နေရာမျိုးမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မှာပါလာတဲ့ပုံတို့ပတ်စံအိတ်တို့ပေါ့နော်နာရီတို့ဆွဲကြိုးတို့ပါဖြစ်ပေါ့နော်ဒါမျိုးကိုအရန် view site ပါပတ်ဝန်းကျင်ကိုလေ့လာပါကြည့်ရှုပါပေါ့နော်သတိထားပါသတိကြီးထားပါပေါ့နော်ဒီမလေးရှားမှာအဲ့လိုလူရက်တာပစ္စည်းလူတာလူပြီးပြေးတာတို့ဓမြတိုက်တာတို့ဆိုတာမကြာခဏဖြစ်ပါတယ်เนาะအဲ့ဒါအရန်အရေးကြီးပါတယ်ကိုပိုင်တဲ့ကိုယ့်ရဲ့ပစ္စည်းတွေကိုကိုတန်ဖိုးထားရဲဆိုရင်အထူး view site ပါပေါ့เนาะအဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်နောက်ဆုံးရှောင်ရန်အချက်နံပါတ်4ဖြစ်ပါတယ်နံပါတ်4အနေနဲ့ကတော့ကျွန်တော်တို့ဒီဘယ်ဘက်လမ်းနဲ့ပေါ့เนาะဘယ်ဘက်လက်နဲ့ညွန်ပြတာဘယ်ဘက်လက်နဲ့ခိုင်းတာပေါ့နော်ဘယ်ဘက်လက်နဲ့မင်းဒါလုပ်လိုက်မင်းဒါလေးတစ်ချက်ပေးပါဒါလေးလိုမျိုးလက်ညှိုးကြီးဘယ်ဘက်လက်နဲ့လက်ညှိုးကြီးထိုးပြီးတော့ပြတာတွေကိုမလုပ်ပါနဲ့ပေါ့နော်
ရေကြီးကျွန်တော်လက်ညှိုးနဲ့ထိုးပြမဲ့နေရာမဲ့အစားပေါ့နော်ဒီလိုလက်ဖွားလေးနဲ့ဒါလေးတော့ကူညီပေးပါဒါလေးတော့လုပ်ပေးပါအဲ့ပုံစံမျိုးလေးနဲ့ပြောပါပေါ့နော်ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဒီလိုဘယ်ဘက်လက်ကြီးနဲ့တုံးပြူတာမျိုးတွေကိုမလုပ်ပါနဲ့အဲ့ဒါကိုရှောင်ပါပေါ့နော်ဒါဒီနိုင်ငံဒေတာကန်တွေကမကြိုက်ပါဘူးအဲကြောင့်ကျွန်တော်ဆောင်ရနံပါတ်4အနက်အနေနဲ့ကိစ္စကိုကျွန်တော်ထည့်ပြောခြင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့နောက်ဆုံးပြောချင်တာကတော့ဒီနိုင်ငံမလေးရှားနိုင်ငံကပေါ့နော်လွန်မတန်လှပတဲ့နိုင်ငံတွေတဲကတနိုင်ငံတစ်ခုဖြစ်ပါတယ်ပေါ့နော်နိုင်ငံတစ်ခုဖြစ်တဲ့အနေနဲ့ကျွန်တော်အခုပြောပြတဲ့ဆောင်ရန်တို့ရှောင်ရန်တို့ကိုview ဆက်ပြီးတော့လိုက်နာမယ်ဆိုလို့ရှိရင်ညီကိုမောင်နှမတွေရဲ့ခီးစဉ်ပေါ့နော်ဒါလုံးဝအဆင်ပြေချောင်းဝေးပါလိမ့်မယ်ပေါ့နော်ကျွန်တော်အနေနဲ့ပြောရပါတယ်ကျွန်တော်ရဲ့အခုရဲ့ဗီဒီယိုလေးကမိတ်ဆွေတွေတက်အကျိုးရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ကို like and follow နဲ့subscribe လေးနှိပ်ခဲ့ပေးဖို့ကူညီခဲ့ပေးဖို့မေတ္တာရက်ခံချင်ပါတယ်ဆိုအားလုံးကိုကျေးဇူးတင်ပါတယ် see you in the next video bye bye